ညစင်ညတိုင်းမိုင်းကလေးဟာတစ်ဖက်ခိုင်းကနေထွက်ပေါ်လာတဲ့အကိုဖြစ်တဲ့အလုပ်လုပ်နေတဲ့အတန်တွေကိုရင်ခုန်တုံရင်စွမ်းနဲ့ခိုးနားထောင်လေးရှိပါတယ်။စိတ်မအေးနိုင်ဖြစ်နေတဲ့လူစီဟာမိအင်္ဂလိပ်ကိုကြိုက်ပြီးအဖုံးကိုဖက်ဖွင့်လိုက်ပါတယ်။ငယ်စဉ်ကကြုံတွေ့ရတဲ့ဝမ်းနည်းစရာအသိတွေကြောင့်ပဲသူမရဲ့အကိုအရင်အပေါ်မှာမထားအပ်တဲ့တန်ရောစင်လူရှိလာခဲ့တာပါ။တနေ့မှာတော့သူမရဲ့အမချွေးမဖြစ်သူနိုင်ငံခြားသွားတဲ့အချိန်မှာလူစီဟာစိတ်ကိုမထိန်နိုင်တော့ပဲသူမရဲ့အကိုဖြစ်သူကိုအခန်းထဲခေါ်သွင်းခဲ့ပါတယ်။အန်အော့ကိုကောင်းတာကအကိုဖြစ်သူဟာငင်းဆန်ခြင်းမရှိတဲ့အပြင်သူမကိုပြန်လဲတုံ့ပြန်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာခဏတာအတွေ့မှာပဲနက်ရှိုင်းနဲ့ဆက်ဆံရည်တွေရှိခဲ့ကြပြီးမကြခင်မှာပဲလူစီကိုဝင်ရှိလာပါတော့တယ်။သူ့ဇနီးတဲ့တိသွားမှာဆိုတဲ့အကြောင်းအကိုဖြစ်သူဟာလူစီကိုနယ်ဘက်မှာသွားနေခိုင်းပြီးမကြခင်လာတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့သူလုံးဝရောက်မလာခဲ့ပါဘူး။ပြင်းထန်တဲ့မုန်တိုင်းတိုင်ကြောင့်အိမ်လေးပြက်စီးသွားတဲ့အခါခိုကိုရမဲ့သွားတဲ့လူစီဟာမြို့ပေါ်ကအကိုဖြစ်သူစီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။လက်မှတ်ဝယ်ဖို့ပတ်စံမရှိတာကြောင့်သူမဟာတေးမောင်းရကုံလောင်ယုံထဲမှာခိုးအောင်ပြီးလိုက်ပါခဲ့ပါတယ်။ဒါပေမဲ့သူမနေရာယူပြီးမကြခင်မှာပဲတေးမောင်းရောက်ရောက်လာပါတယ်။သူကလူစီလက်မှတ်မပါတာကိုသိနေပြီးသူမအပေါ်အခွင့်ရေးယူဖို့ကြံစီပါတော့တယ်။လူစီမပတ်စံမရှိမှန်တိသွားတဲ့အခါအဲ့ဒီလူဟာသူမရဲ့ကလေးကိုဆွဲယူလိုက်ပြီးဒီခရီးစဉ်အကမင်းရဲ့ခန္ဓာကိုယ်နဲ့မပိတ်ဆက်ရတဲ့ကလေးကိုတေးမောပေါ်ကနေပစ်ချလိုက်မယ်လို့ချိန်ချောက်ပါတော့တယ်။ဘာမှမတတ်နိုင်ပဲကြောက်လန့်နေတဲ့လူစီခင်ဗျာသူမရဲ့ကလေးအသက်ကိုကယ်ဖို့အတွက်အဲ့ဒီလူရဲ့ယုံမားတဲ့တောင်းဆိုမှုကိုမလွဲရှောင်သာလိုက်လောလိုက်ရပါတော့တယ်